လုံးလောကမှာကြောက်စရာကောက်ပြီးလေလုံးလဲအရန်ထွားတဲ့ဘဲကြီးဆိုရင်နတ်ဖျားကြီးဆလာတန်ကိုပြင်းမြင်ကြမှာပါ2014ကမ္ဘာဖလားချီစီပွဲမှာဆွီဒင်နဲ့ပေါ်တူဂီကိုဘဒူခနိုင်ရမလဲလို့သတင်းတော်တို့ကမေးတော့သတင်းတော်ကဘဒူအနိုင်ရမလဲဆိုတာဖျားသခင်ပဲသိမှာပါသူ့ကိုမေးဖို့တော့ခတ်မယ်ဆလာတန်ကခမရခုဖျားသခင်နဲ့စကားပြောနေတာမန်ချက်စတာယူနိုက်တက်ကိုရောက်ခါစားမှာကျွန်တော်ကမန်ချက်စတာရဲ့ဘရင်ဖြစ်လာမှာမဟုတ်ဘူးမန်ချက်စတာရဲ့ဖျားသခင်ဖြစ်လာမှာပါသူ့အနားယူကနေအခမ်းအနားမှာဗရိုနာပရိသတ်တွေကသူ့ကိုအော်ဟစ်ဆဲဆိုကြတဲ့အခါဆဲဆိုကြပါခင်ဗျားတို့တနစ်တာလုံးမှာကျွန်တော်ကိုမြင်ရတာဒါအကြီးမားဆုံးအခိုက်အတန့်ပဲလေအသင်းပြောင်းရွှေ့မှုနဲ့ပတ်သက်သောကိုကားချက်များကလပ်အသင်းတွေပြောင်းရွှေ့တိုင်းမှာလည်းသူ့ရဲ့မာနာကြီးသည့်ယုံကြည်ချက်ပြင်းထန်တဲ့စကားတွေကအမြဲတမ်းပဲ့တင်ထက်ခဲ့ပါတယ်အာဆင်နယ်ကလပ်ကိုဆက်ရှိနေတာအရွယ်မှာစန်တာလီချင်းဖို့အတွက်ကန်လန်ကန်ရတဲ့ခါတုန်းကဇလာတန်ကစန်တာလီချင်းဖို့တွေကိုမလုပ်ဘူးခင်ဗျားတို့ကျွန်တော်ကိုသိတယ်ဆိုရင်သိတယ်မသိရင်ခင်ဗျားတို့ကျွန်တော်ကိုတကယ်မလို့ကျင်သေးဘူးပေါ့မလုပ်ဘူးခင်ဗျားနားမလဲသေးဘူးဇလာတန်ကစန်တာလီချင်းနာမျိုးမလုပ်ဘူးကျွန်တော်ကအကောင်းဆုံးနဲ့ကျန်တဲ့သူတွေကိုဂရုမစိုက်ဘူးပြင်သစ်ကလပ် PSG ကိုစာရုပ်တဲ့အခါဒလဲနောက်က PSG ရဲ့ကစားသမားတွေနဲ့ပတ်သက်ပြီးဘာတွေသိပါလဲဆိုသူတို့ဘယ်သူတွေလဲဆိုတာကျွန်တော်သိမသိပါဘူးဒါပေမဲ့သူတို့အားလုံးကတော့ကျွန်တော်ဘယ်သူလဲဆိုတာသိကြပေါက်သိကြပါတယ် PSG မှာထွက်ခွာတဲ့အခါကျွန်တော်ဘီယန်တပားလို့ရောက်ခဲ့ပြီးဒန်ဒါရီတပားလို့ထွက်ခွာခဲ့ပါတယ်ကိုနဲ့ခန္ဓာကိုယ်အကြောင်းကိုကားချက်များကျွန်တော်ကဝိုင်းနီလိုပဲအသက်ကြီးလေပိုကောင်းလေပဲလူဒဏ်ရာကနေပြန်လေတက်တာလာခြင်းမှာလူတွေကဒဏ်ရာကနေပြန်နာလန်ထိုးဖို့ဘလို့စူးစမ်းရတယ်ဆိုတာကိုပြောပြဖို့ကျွန်တော်ရေပေါ်မှာလမ်းလျှော့ဖို့တောင်းလက်မှာပါမန်ယူမှာအသက်35နှစ်အရွယ်မှာတော့ဂိုးသွင်းလေတဲ့အခါကျွန်တော်ကဘန်ဂျမင်ဘတ်တန်လို့ခန်းစားရတယ်အသက်ကြီးကြီးနဲ့မွေးဖွားလာပြီးအသက်ငယ်ငယ်နဲ့တေးသွားမှာပဲဘန်ဂျမင်ဘတ်တန်ဆိုတာကလီဘဘွားကနေအသက်ကြီးနေမှာမဟုတ်ပဲအသက်ကြီးရကနေငယ်သွားတဲ့လူတအူအကြောင်းကိုလွတ်ရှင်ဖြစ်ပါတယ်သူ့ရဲ့စွမ်းအင်ဆောင်မှုစေးတွေကိုအခြားသူတွေနဲ့နှိုင်းယှဉ်ဘူးငင်းကျက်ချင်းသေးတွေကလူတွေနဲ့ကိုနှိုင်းယှဉ်လေမရှိဘူးပဝင်းကျင်နဲ့အခြားသူတွေပေါ်ပြောခဲ့တဲ့စကားတွေထဲမှာ PSG မှာနေဖို့အိမ်ရှာစဉ်ကျွန်တော်တိုက်အခန်းတစ်ခုရှာနေပါတယ်ဘာမှမတွေ့ရရင်တော့ဟိုတယ်တစ်လုံးကြီးကိုပဲဝယ်ပေးလိုက်မှာပါသူ့ရဲ့ဇနီးကိုမွေးနေ့လက်ဆောင်ဝယ်ပေးဖို့မေးတော့တရင်တော့ကခမရဲ့ဇနီးကိုမွေးနေ့မှာဘာလက်ဆောင်ဝယ်ပေးမလဲဆိုဘာမှပေးစရာမလိုဘူးသူနဲ့ဇလာတန်စီနေတာပဲဘတ်စကက်ဘောကစားသမားကောင်းဖြစ်နိုင်မလားလို့မေးတော့ဘယ်အားကစားများမှဖြစ်အောင်ကျွန်တော်အကောင်းဆုံးနဲ့မှပါမှာပါပက်ဂွာဒီယိုလာပေါ့ဘာစီလိုနာမှာနီးပြပက်ဂွာဒီယိုလာနဲ့ဆက်ဆံရအဆင်မပြေခဲ့ကြောင်းထောက်ခွာခဲ့ရပြီးတော့ဂွာဒီယိုလာကိုဝေဖန်ခဲ့တဲ့စကားကကပကြော်ခဲ့ပါတယ်ခမကျွန်တော်ကိုဝယ်ယူတဲ့အခါ Ferrari တက်စီကိုဝယ်ယူတာ Ferrari ကိုမောင်းရင်အကောင်းစားဓာတ်စီထိုက်အမြန်လမ်းမပေါ်တက်ပြီးအရှင်ကုန်မောင်းမရမှာဂွာဒီယိုလာကတော့ဒီဇယ်ဖွေးပြီးကြီးလန်လမ်းကိုတွေပေါ်မှာလဲပတ်နေတော့သူ့ဖေကကားသားဝဲထန်းတင်နေဗျာ